ဒီနေ့မှာတော့ကို ID လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကို ID လေးอ่ะပေါ့နော်ပေါ့နော်ဟိုဟာလေးမွေးနေ့ကိတ်ပေါ့နော်ဆိုင်လေးပဲရှိပါတယ်အဲ့ဆိုင်လေးမှာဆိုရင် ID လေးကိုလည်းအောက်ကိုပေးထားပါရဲ့ရှင့်တဲလေးပေါ့ကိုလေးဒီနေ့ပြီးခဲ့ပါအော်အဲ့ဆိုင်လေးကတော့ကိုယ့်အကိုတော့ထားရဲ့ ID လေးနဲ့ဆိုင်လေးပဲရှိပါရဲ့ရှင့်ဆိုတော့လည်းပြပါအော်အဲ့ဆိုင်မှာလို့အချက်လေးရှိတောင်းမှမှာလေနော်စာမီပေါ့နော်အစောတူလေးလိုက်သွားကြည့်အောင်အမ်ကျမစောက်ထားနေနေလေးတော့လှတ်ပါကျမကဒီရောက်စော်တာတန်းဝါတိုင်းဆိုသူ၄တန်းလားမသိဘူး၄တန်းရောက်ပါပေါ့နော်အဲ့၄တန်းမှာထီတောင်ဒီကင်းကိုမဖြတ်ဘဲနဲ့စော်ထားပါရဲ့ရှင်ဆိုတော့တမီးမှာ ID အကောက်လေးဖောက်တယ်နော်မဖောက်တဲ့သေးမှန်နေမှာတော့ဒါကတော့ကိုယ့်အကိုစောက်ပြီးထားပါနော်လို့နာမည်ကိုရာရေးထားတာရှောက်ပြီးတော့LS KYTEA ဆိုပြီးရေးထားတာစစချင်းမှာဆိုလဲကျွန်မလောက်ထားတနိုင်လောက်ကြာတယ်ပေါ့နော်ဘာပဲတီးပြောပါဟဲ့ဘာပဲတီးရောမွန်းနေကြရောရရအဆုံးလို့ပေါ့ပဲဘာပဲတီးပုံကြီးကကြောက်ခတ်တယ်ပေါ့နော်လောက်ရတာလို့လောက်ဝင်တယ်ပေါ့နော်တကယ်ပြောတာပါမယုံချင်းမယုံကြနဲ့ပေါ့နော်အရှိမဆိုလဲစားစရာလေးရှိပါတယ်ဒါပန်းအိုးလေးဖြတ်တာပေါ့နော်ဒါတော့အောက်ကစင်ဒီမှာလဲစားဖို့ခုံလေးတွေနဲ့ဒီမှာလဲစားဖို့ခုံလေးတွေရှိပါတယ်ဒီအားကြောင့်မွေးနေ့ဂိတ်တီးများဝေးထားမွေးနေ့ဂိတ်တူထည့်ထားမကြည့်မဟုတ်ပါမွေးနေ့ဂိတ်တီးရောမူတီရောစုံလွင်မယ်ကွန်ပျူတာရောမှာအပေါ်ထက်လေးတစ်ချက်လိုက်ကြည့်ကြရလေကတော့လွယ်ချက်ပြောမနေရတော့ရတာဒီမှာလဲကျောင်းဆက်ဆိုင်လေးပေါ့နော်ဒီပါဆိုလဲစားစရာလေးရှိပါတယ်ဒီ ID လေးကအောက်မှာပေါ့နော်လို့သင်တဲ့သူတွေယူသွားကြပါလို့ပြောချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီ ID လေးကိုပဲပြပြသွားတာဖြစ်တာပြီးနောက်ဗီဒီယိုလေးမှာစောတူမာလေးရဲ့တက်တာလေးကိုပြီးတော့1 2 3 4ဆိုပြီးတော့အပိုင်းလေးလည်းသင်မှာဖြစ်ပါတယ်အဲ့ဒါလေးကို channel တော့ဒီဆိုလောက်ခဲ့ပြရပါအားလုံးပဲဟိုကျေးဇူးတင်ပါတယ် bye